အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာတော့ရသော်ပြတော့80ပဲနေရဒီ4နှစ်ဆိုတာမတည်သေးလို့ကုသကောင်းမှုလုံနိုင်တာဖြစ်တယ်။အားရည်ဆိုရသွားပြီနော်ရုပ်စင်နေတဲ့ဆိုရသွားတယ်ကိုကျင့်တရားရဲ့တတ်ဖို့ခံနေရပြီအတ္တတော်မှာပြောချင်တယ်လို့ပြောလို့မရဘူးပျက်စီးလာအဲ့တော့ဘဝဆိုတာအကောင့်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာဆိုပိုင်းအဲ့ဒီအကောင့်ပိုင်းတော့မှတော့ကြာနေမကောင်းဖြစ်လိုက်တော့ကြာပါယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေဒုက္ခကြီးဟာချမ်းသာနေဆိုတာလုံးဝနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပြောနေလဲအဆိုးတွေမိထားပြီးတော့အကောင်းကိုပြောပြီးတော့ပြောနေကြတာဖြစ်တယ်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုပြောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုပြောနေတယ်အဲ့ဒီပြောနေချက်တွေကြောင့်ဘဝမှာယက်နေကြတယ်သို့တော့ဘဝကြီးကတစ်ဖြည်းဖြည်း